မချမ်းရေဒီလိုမျိုးအေးတွေကလေဘာနဲ့ဆက်ရင်လိုက်တယ်မချမ်းခဏလောက်ပြောပြပေးလို့ရမလား ရတာပေါ့ဒါပေမဲ့ချစ်တယ်လို့ပြော ချစ်တယ် ဒါလေးက raspberry လို့ခေါ်တယ်ပေါ့နော်။ तू ကဆော်ဒါဖြောတောက်ရင်လည်းကောင်းတယ်ပြီးတော့ coffee တွေနဲ့ဆက်ရင်လည်းကောင်းတယ်နောက်ထပ်တစ်မျိုးကဒိန်ဂျင်နဲ့တောက်ရင်လည်းအရန်ကောင်းတယ်အဲ့တော့ဒိန်ဂျင်နဲ့ဖြောတဲ့နီလေးကိုပြောပြမယ်ဘယ်လိုဖြောရလဲဆိုတာသွားကြည့်ကြမယ်လားအရင်ဦးဆုံး raspberry ကိုကျွန်တော်35 ml လောက်ပဲနည်းနည်းလေးပို့စူးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့ဆိုရင်တော့တအားကြီးအများကြီးထည့်နော်တောက်မကောင်းပေါ့နော်အဲ့တော့35 ml ထည့်ပေးမယ်။ဟောနဲ့ဟာလေးချစ်ချနော်။ဒီကဲထည့်လိုက်နော်။အပေါ်ကနေအသင်းဖြော်တင်ခြင်းကိုထည့်လိုက်မယ်ပေါ့နော်အသင်းဖြော်တင်ခြင်းကတော့အရသာဆက်ပြီးသားဖြစ်လို့ထည့်လိုက်ရုံပဲနော်ဒါလောက်ဆိုရပြီဒါဆိုရင်တော့အလွယ်ဆုံးဘာဆက်မှလည်းသုံးစရာမလိုတဲ့ raspberry ဒိန်ဂျင်အရသာကောင်းကောင်းလေးနဲ့ချစ်စရာကောင်းတဲ့ပုံစံလေးရပြီးလိုက်ဖြော်တက်ကြလိမ့်မယ်လို့လည်းယုံကြည်တဲ့ဒိန်ဂျင်အပိုင်းတွေကိုဖြော်နည်းအမျိုးမျိုးဖြော်တက်ခြင်းနဲ့ဘာပဲပိုင်းတွေ cream ပိုင်းတွေ smoothie အပိုင်းတွေကိုပါတနေရာထဲမှာတင်ယူခြင်းနဲ့အပြင်သွေးရဖို့လည်းအဆင်မပြေသေးတဲ့သူတွေအတွက်ကတော့ဖြော်နည်း business အတန်းလေးမှာတွားရောက်လေးလာလို့ရတယ်ဒီအတန်းမှာဖြော်နည်း25မျိုးတင်ထားတယ်အခုကတော့ကျွန်တော်အထူး promotion လေးလုပ်ထားပေးတယ်အဲ့ဒါကတော့ကျွန်တော် online class တက်တဲ့သူဒီဗီဒီယိုကနေနော်တက်တဲ့သူ9ဦးတွင်းကိုကျွန်တော်ဒီလိုစာအုပ်လေး9အုပ်ပြင်ထားပေးတယ်ပေါ့နော်ပုံမှန်တင်နှန်းကြီးကတော့2,900,000စီတယ်ဒီဗီဒီယိုကနေအပ်တဲ့သူ9ဦးတွင်းကိုကျွန်တော်အထူးကြီး2,000,000ခွဲနဲ့9,900တန်စာအုပ်တအုပ်ပါလက်ဆောင်လေးပေးသွားမယ်အဲ့တော့9ဦးတွင်းပဲရမယ် screenshot ပြီးတော့မှတော့အလိုက်လို့ရတယ်အားလုံးကိုကျေးဇူးပါ bye bye